ရှင်မြန်မာဖုန်းချန်နယ်ရဲ့နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စစ်ကောင်းဆောင်ရဲ့ရွေးကောက်ပွဲဖန်တီးမှုနဲ့အာဏာချုပ်ကိုင်ရေးလမ်းဆုံးရွေးကောက်ပွဲကျင်းပမယ့်ရက်ကိုလည်းကြေညာလိုက်ပါပြီ။6လတက်တန်းတိုးတဲ့လုပ်ရက်ကိုလည်းရပ်တန့်လိုက်ပါပြီ။စစ်ကောင်စီဆိုတဲ့အဖွဲ့ကိုလည်းတရားဝင်ဖျက်သိမ်းပြပြီးစစ်အရာရှိအချို့အရက်ဖက်ကိုရွှေ့လိုက်ပါပြီ။စစ်ကောင်းဆောင်မင်းအောင်လှိုင်ရဲ့မကြသေးမီကနိုင်ငံရေးလှုပ်ရှားမှုများသည့်ပြည်သူတို့နှင့်နိုင်ငံရေးသုံးသပ်သူများကြားတွင်မေကွန်းထုတ်စရာများစွာဖြစ်ပေါ်စေခဲ့သည်စစ်ကောင်ဆောင်သည့်လက်ရှိအခြေအနေများအောက်တွင်ပြည်သူလန်းစဉ်ကိုနှင်း၍ပြည်သူကောင်းစဉ်ဖြင့်နိုင်ငံကိုဆက်လက်အုပ်စိုးအောင်မည်နည်းဆိုသည့်မေကွန်းမှာအဓိကအာရုံစိုက်စရာဖြစ်လာနေသည်အာဏာသိမ်းရခြင်း၏မူလအကြောင်းအရင်း2021ခုနှစ်တွင်သူကိုယ်တိုင်သမ္မတမဖြစ်နိုင်တော့ဘူးဆိုသည့်ပုံကိုယ်ရေးအကြောင်းပြချက်ကစစ်ကောင်ဆောင်မင်းအောင်လှိုင်အာဏာသိမ်းခဲ့သည့်အဓိကအကြောင်းရင်းဖြစ်ပါသည်အယက်သားအစိုးရလက်အောက်တွင်သမ္မတဖြစ်ရန်လမ်းပိတ်သွားသည့်အပြင်စစ်တပ်၏အခေါင်အချုပ်ဖြစ်သောစစ်ဦးစီးချုပ်နေရာတွင်လည်း၎င်း၏တပ်တန်းမှပြည့်နေပြီဖြစ်သည်အာဏာကိုအရေးချင်းဖြင့်ရယူခဲ့သူမဟုတ်ပဲအာဏာရှင်ဟောင်းဗိုလ်ချုပ်မှုကြီးတန်းရွှေအလူကျနေထိုင်ပြခဲ့ခြင်းဖြင့်သာစစ်ဦးစီးချုပ်ဖြစ်ခဲ့သူဖြစ်သောကြောင့်အာဏာကိုလုံးဝလက်လွတ်ရမည့်အရေးသည်သူ့အတွက်ခက်ခဲခဲ့ပုံရသည်ထို့ကြောင့်2020ရွေးကောက်ပွဲရလဒ်တွင်ပြည်သူအားကိုမှတ်လန်းနိုင်သောသည့်နောက်2021ခုနှစ်လွှတ်တော်တက်သည့်ကိုယ်စားလှယ်များကိုဖမ်းဆီးကာအာဏာသိမ်းပွဲကိုစတင်ခဲ့သည်အာဏာကိုခိတ္တလွှဲယူသည်ဟုဆိုကာ6လတက်တန်းတိုးခြင်းများစွာပြုလုပ်ခဲ့ပြီးနောက်2025ခုနှစ်ဇူလိုင်31ရက်နေ့တွင်ရွေးကောက်ပွဲမကျင်းပနိုင်မီ63မြို့နယ်ကိုထုတ်ပြန်ပြီးအရေးပေါ်စစ်အုပ်ချုပ်ရေးကြေညာခဲ့သည်စစ်ဗိုလ်ချုပ်များအရက်ဘက်သို့ရွှေ့ပြောင်းခြင်း The Political Gambit လက်ရှိနိုင်ငံရေးလက်ကွက်ထဲတွင်မင်းအောင်လှိုင်အရေးကြီးဆုံးလှုပ်ရှားမှုမှာစစ်ဘက်ဆိုင်ရာအရာရှိများကိုစစ်ကော်မရှင်ဖွဲ့စည်းပုံအောက်မှအရက်ဘက်သို့ပို့ပစ်လိုက်ခြင်းပင်ဖြစ်သည်စစ်ကောင်ဆောင်သည်စစ်တပ်ထဲတွင်အာဏာလက်လွတ်လိုက်ရသည့်ဗိုလ်ချုပ်ကြီးဟောင်းများ၏ဘဝကိုနားလေသောကြောင့်စစ်ဘက်နှင့်အရက်ဘက်နှစ်ဖက်လုံးတွင်အာဏာတည်မြဲရေးကိုကြိုးစားအားထုတ်လာသည်ထိုးဝင်ကြီးချုပ်များဖြစ်သည့်တင်အောင်ဆန်းနှင့်မြထွန်းဦးအငိမ့်စားဗိုလ်ချုပ်ကြီးအောင်လင်းတွေကံမြင့်တန်းအပါဝင်စီရေးချုပ်များကာစာထမှုများကအစားယာဒူးမှရန်နာပြီးကြံ့ခိုင်ရေးပါတီအတွင်ဝင်ရောက်စေကလွှတ်တော်ကိုယ်စားလှယ်အဖြစ်ရွေးကောက်ပွဲတွင်ဝင်ပြိုင်ခိုင်းမည်ဖြစ်သည်စစ်အရာရှိ900စရင်သည့်ကြံ့ခိုင်ရေးပါတီ၏ကိုယ်စားလှယ်လောင်းများနေရာတွင်ဝင်ရောက်ရှင်ပြိုင်ရန်စစ်ရာထူးခန့်ချုပ်ရုံးတွင်စရင်ပေါက်နေကြောင်းသတင်းများအရသိရသည်ဤအခြေအနေသည်သမရရာထူးကိုမှန်မောနေသူစစ်ကောင်းဆောင်အတွက်စစ်ဦးစီးချုပ်နေရာကိုလုံးဝဖယ်မပေးရဘဲယုံကြည်ရသူများကိုအရက်ဖက်ရွှေ့၍၎င်းကိုယ်တိုင်ကကာကွယ်ရေးနှင့်အုပ်ချုပ်ရေးအပိုင်းနှစ်ခုလုံးကိုချုပ်ကိုင်ရန်စ조사အားထုတ်လာခြင်းဟုသူလက်အောက်ငယ်သားများကပါခံမှန်းနေကြပြီးဖြစ်သည်စစ်တပ်အတွင်ပရိပခနှင့်စစ်ရှုံးမှုများ၏တက်ရောက်မှုဤအခြေအနေကိုရောက်လာစေရန်စ조사ရတွင်စစ်ကောင်ဆောင်သည်သူယုံကြည်ရသောစစ်ဗိုလ်ချုပ်အချို့ကိုယာရူးတို့လုံပိုင်ခွင့်များပေးခဲ့ရမှဗိုလ်ချုပ်များအကြောင်းအကျင့်ပြတ်ချစားမှုနှင့်အာဏာခွဲဝေမှုပရိပခများပြင်းထန်လာခဲ့သည်စိုးထောမြက်သက်ဦးမိုးမြင့်ထွန်းရန်အောင်စုအစရှိသည့်စစ်ဗိုလ်ချုပ်များကိုဖမ်းဆီးပြီးပိုင်ဆိုင်မှုများသိမ်းယူကာပြစ်ဒဏ်ကြီးများချမှတ်ခဲ့ခြင်း၏နောက်ွယ်ကတခုတည်းသောပြစ်မှုမှာအာဏာဖီဆန်ပုံကန်ရန်တရင်ထွက်လာခြင်းပင်ဖြစ်သည်စစ်ကောင်ဆောင်မင်းအောင်လှိုင်အတွက်ဤသို့ပြည်တွင်းပရိပခများကြီးထွားလာခြင်း2023ကာလသည်ရခိုင်ရှမ်းမြောက်ကရင်နှင့်ကရင်ပြည်နယ်များတွင်အကြီးအကျယ်ဆစ်ရှုံးပြီးနလန်မထူနိုင်သည့်အခြေအနေဖြစ်ခဲ့သည်တက်အင်အားပြုံးတီးပြီးပြည်သူ၏တော်လှန်လိုစိတ်များပြင်းထန်လာခြင်းတွင်စစ်ကောင်ဆောင်ထုတ်လိုက်သည့်နောက်ဆုံးရွေးချယ်မှုမှာစစ်မှုထမ်းဥပဒေဖြစ်သည်ထိုဥပဒေအောက်တွင်စစ်တပ်လက်အောက်ခံများသည့်အာဏာအလွဲသုံးစားလုပ်ကပြည်သူများအပေါ်ဖိနှိပ်တောင်းကျမ်းပြီးငွေတွင်းကြီးတစ်ခုအဖြစ်ရှာဖွေခဲ့ကြခြင်းကိုဒုစစ်ကောင်ဆောင်စိုးဝင်းကပင်ဖွင့်ပြောလာခဲ့ရသည်အတူရောင်ရွှေကောက်ပွဲထို့သောစစ်ရေးရှုံးနိမ့်မှုများနှင့်စစ်တပ်အတွင်ပရိပခများကြားမှာရွှေကောက်ပွဲကျင်းပတော့မည်ဟုစစ်ကောင်ဆောင်ကကြေညာခဲ့သည်ထို့ပြင်ရွှေကောက်ပွဲနှင့်အတူထွက်ပေါ်လာမည်အယက်သားအစိုးရကိုအာဏာလွှဲပေးပြီးစစ်တပ်ကစစ်တပ်အလုပ်ကိုလုပ်သွားမည်ဆိုသည့်စကားကိုလည်းအစည်းအဝေးတိုင်းတွင်မဖြစ်မနေထုတ်ပြောရမည်မိန့်ခွန်းတစ်ခုအဖြစ်အသုံးပြုနေသည်ပွင့်လင်းမြင်သာသောရွေးကောက်ပွဲကိုကျင်းပပေးမည်ဟုဆိုတော်ညာလဲလူတဦးတစ်ယောက်ကထိန်းချုပ်ရသည့် electronic မဲပေးဆက်များ e-voting ကိုအသုံးပြုမည်ဖြစ်သည်ထို့ပြင်ရွေးကောက်ပွဲမကျင်းပမီကတည်းကဝင်ကြီးလုပ်မည်သူပြည်내ကိုယ်စားလှယ်ဖြစ်မည်သူစရင်ကသတ်မှတ်ထားပြီးသားဟုယူဆရသည်မဲဆွယ်စည်းရုံးရေးကာလအတွင်းကြံ့ခိုင်ရေးပါတီကိုသာမဲပေးဖို့ဖိအားပေးခိုင်းစေမှုများကိုလည်းတွေ့နေရသည်စီရေးတင်းမာနေသောရခိုင်ပြည်နယ်ရှိအန်တောင်ကုတ်ကွစသည့်အာရကတပ်တော်အေးအေးသိမ်းပိုက်ထားသည့်နေရာများနှင့်တိုက်ပွဲပြင်းထန်နေသည့်ကြောက်ဖြူမှာပါရွေးကောက်ပွဲကျင်းပမည်ဟုစစ်ကောင်ဆောင်ကဆိုထားသည်ရွေးကောက်ပွဲကျင်းပမည့်နေမြေထုတ်ပြန်ချက်များမှာလည်းရွေးကောက်ပွဲအပိုင်းတစ်ဟုအမည်ပေးကာကျင်းပမည့်လာမည့်ဒီဇင်ဘာ28ရက်မတိုင်မီ3ကြိမ်တိုင်ပြောင်းလဲခဲ့ပြီးဖြစ်သည်ဤဒီမှာဒီဇင်ဘာ28ရက်သည်ဟန်ပြတသက်တာဖြစ်နေပြီးအပိုင်းလိုက်ကျင်းပရန်အတွက်ပင်စစ်ကောင်ဆောင်သည်နိုင်ငံရေးတည်ငြိမ်မှုကိုယခုထိမထိန်ချုပ်နိုင်သေးကြောင်းပြသနေသည်
အာနာသိန်းကဲ့သည့်၄နှစ်တာကာလအတွင်းတိုင်းပြည်သည်စီးပွားရေးပညာရေးကျန်းမာရေးဆက်သွယ်ရေးစသည့်ခန္ဓာများတွင်ရစရာတစ်ခုမျှမရှိခဲ့သည်ကိုအထင်သာမြင်တွေ့ကြရပြီးဖြစ်သည်စီရေးတင်းမာနေသည့်တိုင်းနှင့်ပြည်နယ်များရှိကျောင်းများကိုဘုံကျဲတိုက်ခိုက်စီခဲ့သောစစ်ကောင်ဆောင်မင်းအောင်လှိုင်ကကလေးများတေချေပျက်စီးနေချိန်တွင်ပင်ပြည်သူတွေပညာမတက်လို့ဆင်းရဲမွဲတေနေတာဟုပြောဆိုခဲ့သည်ရက်ဆက်သောလုပ်ရများနှင့်ပြည်သူအပေါ်ထားရှိသည့်စေတနာကိုသိရှိပြီးကြသည့်အတွက်စစ်ကောင်ဆောင်ဦးဆောင်ကျင်းပပေးမဲ့ရွေးကောက်ပွဲကိုပြည်သူကမျှအယုံကြည်ရှိမည်မဟုတ်ပါယာယီသမရယာဒူတန်လန်စစ်ဦးစီးချုပ်ယာဒူတန်လန်ဖြင့်နိုင်ငံကိုဖို့ဖို့ကြေအောင်စီမံပြီးတိုင်းပြည်နှင့်ပြည်သူများအပေါ်စေတနာမရှိသည့်အိမ်နီးချင်းနိုင်ငံအချို့နှင့်ဆက်လက်နှစ်ပါးသွားအောင်မည့်စစ်ကောင်ဆောင်သည်ရွေးကောက်ပွဲဟူသောလှည့်ကွက်ဖြင့်အာဏာမြဲမြံရေးလမ်းစဉ်ကိုသာဆက်လက်တည်ဆောက်သွားမည်မှာငြင်းမရနိုင်သောအမှန်တရားပင်ဖြစ်သည်ဆက်လက်ပြီး၄ကကော်တိုက်ပွဲ9ရက်မြောက်နေ့ပြင်းထန်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကရင်ပြည်နယ်မြဝတီမြို့တောင်ဘက်က၄ကကော်မြို့တစ်ကိုစစ်ကြောင်းထိုးနေတဲ့စစ်တပ်နှင့်တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့9ရက်မြောက်နေ့အဖြစ်တိုက်ပွဲဆက်လက်ပြင်းထန်နေပါတယ်။စစ်ကောင်စီတပ်ဟာကရင်နယ်ခြားဆောင်တပ် PGF ရဲ့တပ်ရင်းတချို့ရဲ့အကူအညီနဲ့အပြင်းထန်စစ်ကြောင်းထိုးနေတယ်လို့တပ်မဟာ6နေမြေကတော်လှန်ရေးသတင်းရင်းမြစ်တပ်ဦးကပြောပါတယ်။ဒါကြောင့်တိုက်ပွဲ9ရက်မြောက်နေ့ဖြစ်တဲ့စက်တင်ဘာ29ရက်မှာလည်းတိုက်ပွဲအလွန်ပြင်းထန်နေတယ်လို့တော်လှန်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။မြဝတီမျိုးဆောင်တပ်ခလာရ285တပ်ရင်းကနေလေလက်နက်ကြီးတွေနဲ့အဆက်မပြတ်ပစ်ကူပေးနေတယ်လို့တော်လှန်ရေးသတင်းရင်းမြစ်တပ်ဦးကပြောပါတယ်။285ကမစ်ဆိုင်းတွေအတွဲလိုက်ပစ်တန်ကြရတယ်လို့၎င်းကပြောပါတယ်။စစ်ကောင်စီတပ်ဟာအတင်းတိုးဝင်စစ်ကြောင်းထိုးနေပြီးလက်ရှိမှာ၄ကကော်မျိုးအဆက်ကိုရောက်နေတယ်လို့လည်းဆိုပါတယ်။၄ကကော်မျိုးတစ်ကိုရဖို့အတွက်စစ်ကောင်စီတပ်ဟာစက်တင်ဘာ22ရက်ကနေစတင်ပြီးစစ်ကြောင်းထိုးလာတာဖြစ်ပါတယ်။စစ်တပ်ဟာ၄ကကော်မျိုးတစ်စီကိုစစ်ကြောင်း5ကြောင်းနဲ့ထိုးစစ်ဆင်ရမှာ BGF ရဲ့ဘူတင်ဝင်းအဖွဲ့က၄ကကော်ရဲ့အရှိမြောက်ဖက်မေဝါခီရွာဘက်ကနေစစ်ကြောင်းကူထိုးတယ်လို့သိရပါတယ်။ BGF ရဲ့ဗိုလ်မုတ်တုံအဖွဲ့က၄ကကော်ရဲ့အနောက်မြောက်ဖက်ကကြောက်ကူရွာကနေစစ်ကြောင်းကူထိုးလာတယ်လို့တော်လှန်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။စက်တင်ဘာ23ရက်နဲ့25ရက်ကဖြစ်ခဲ့တဲ့တိုက်ပွဲတွေမှာစစ်တပ်ကတေဆုံးတရားရသူများပြားခဲ့တယ်လို့တော်လှန်ရေးရဲဘော်ချို့ကပြောပါတယ်။မေဝါခီရွာဘက်ကစစ်ကြောင်းထိုးလာတဲ့ BGF ဘူတင်ဝင်းတပ်ဖွဲ့လည်းအထိနာခဲ့တယ်လို့သတင်းဌာနကစုံစမ်းသိရှိရပါတယ်။ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL နဲ့ PDF ပူးပေါင်းတပ်စစ်ကြောင်းတွေက၄ကကော်မျိုးတစ်ကိုခုခံကာကွယ်နေတာဖြစ်ပါတယ်။တော်လှန်ရေးပူးပေါင်းတပ်ကကော်ဘရာစစ်စီရေးမှုဗိုလ်မှူးဒါဘောကိုရိုင်းစစ်မြေပြင်မှာဦးဆောင်တိုက်ခိုက်နေတဲ့ရုပ်သံစက်တင်ဘာ26ရက်ကလူမှုကွန်ရက်မှာပေါ်ထွက်လာပါတယ်။စစ်ကောင်စီတပ်ဟာစစ်မှုထမ်းဥပဒေနဲ့အာဓမ္မစုဆောင်ထားတဲ့တပ်သားတစ်တွေကိုမူရစ်ဆေးတွေကျွေးပြီးရှေ့တက်ခိုင်းတာလို့လည်း၄ကကော်ဒေသမှာတိုက်ပွဲဝင်နေကြတဲ့တော်လှန်ရေးရဲဘော်တွေကအသိပေးထားပါတယ်။စစ်ကောင်စီတပ်ကိုခုခံတိုက်ခိုက်နေတဲ့ကော်ဘရာစစ်ကြောင်းတစ်စစ်ကြောင်းမှုစောကော်ကတော့မိဘပြည်သူတွေကိုသားလူငယ်လူရွယ်တွေရှိရင်ပါစပြည်သူစစ်တဲ့ပါမသွားစေရန်အထူးဂရုပြုစေချင်ပါတယ်။ကူးတက်လာတဲ့ပါစတွေကြောင်တောင်တွေစေးကျွေးပြီးရှေ့ကိုလွတ်တင်တယ်လို့ယူဆရပါတယ်။စိတ်မကောင်းစွာနဲ့ကိုယ့်ဘက်ကကင်ထုတ်လိုက်ရတာများပါတယ်လို့စက်တင်ဘာ23ရက်တိုက်ပွဲအပြီးမှာသူ့ရဲ့လူမှုကွန်ရက်ကနေတဆင့်အသိပေးရေးသားထားပါတယ်။ဆက်လက်ပြီးရခိုင်မှာစစ်ရှုံးနေတဲ့စစ်ကောင်စီကလေကြောင်းရေကြောင်းနဲ့လက်နက်ကြီးပစ်ခတ်နေလို့ပြည်သူတွေအရင်ထပ်ပိုးသတိထားဖို့အေးရေးပေါ်ကြီးညာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ရခိုင်ဒေသမြေပြင်တိုက်ပွဲတွေမှာအကြအဆုံးများစွာနဲ့ရင်ဆိုင်နေရတဲ့စစ်ကောင်စီတပ်ဟာလူစုလူဝေးရှိတယ်လို့ယူဆတဲ့နေရာတွေကိုနေညအချိန်မရွေးလေကြောင်းရေကြောင်းလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်မှုပိုလုပ်လာလို့အဲ့ဒီလိုတိုက်ခိုက်မှုဘေးရန်ကိုအရင်ထက်ပိုသတိထားဖို့အာရကတပ်တော် AA ကဒီကနေ့စက်တင်ဘာ29ရက်မှာအရေးပေါ်ထုတ်ပြန်ကြေညာခဲ့ပါတယ်။အခုရက်ပိုင်းတွေမှာအာရကဒေတာအတွင်း AA အပြည့်အဝထိန်းချုပ်ထားပြီးတိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့မြို့ရွာတွေကစာတင်ကျောင်းစေယုံစေကန်နဲ့ဖုံးတော်ကြီးကျောင်းစတဲ့နေရာတွေကိုအချိန်မရွေးလေးကျောင်းတိုက်ခိုက်မှုလှုံ့ဆော်နေတာကြောင့်အခုလိုသတိပေးချက်ထုတ်ပြန်ခဲ့တာပါ။ဒါကြောင့်ပြည်သူတွေအနေနဲ့စစ်ကောင်စီတပ်ရဲ့တိုက်ခိုက်မှုရန်ကိုအရင်ထက်ပိုသတိထားဖို့စစ်ရေးသတိအပြည့်အဝအချိန်မရွေးရှိကြဖို့ AA ကထပ်မံအသိပေးတိုက်တွန်းထားပါတယ်။ AA နဲ့စစ်ကောင်စီဟာအာရကဒေတာအတွင်းတိုက်ပွဲတွေနဲ့အာရကဒေတာအဆက်နေရာ3နေရာမှာတိုက်ပွဲတွေဖြစ်ပွားနေပြီးအဲ့ဒီတိုက်ပွဲတွေမှာစစ်ကောင်စီတပ်ကအထိကိအကျဆုံးများစွာနဲ့ရင်ဆိုင်နေရပြီးတပ်ပြတ်နေကြောင်း AA ကထုတ်ပြန်ပါတယ်။စစ်ကောင်စီရဲ့အတင်းအဓမ္မစုဆောင်းခြင်းခံရသောတပ်ဖွဲ့ဝင်များမှာတိုက်ခိုက်လို့စိတ်မရှိဘဲရှေ့တန်းနောက်တန်းတွေမှာအခွင့်ရရင်ရတယ်လို့တက်ပြေးတာဗတ်ပြောင်းတာအလံဖြူထောင်တာတွေဒီတိုင်းရှိနေကြောင်းလည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အာနာသိန်းစစ်ကောင်စီကရခိုင်ပြည်နယ်ရှိတိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့မြို့ရွာတွေကိုလေကြောင်းတိုက်ခိုက်မှုတွေလှုံ့ဆော်နေတဲ့အထက်ကအခုစက်တင်ဘာ12ရက်မှာကြောက်တော်မြို့နယ်တရက်တပင်ရွာကစာတင်ကျောင်းတွေကိုဘုံကျဲတိုက်ခိုက်ခဲ့လို့ကျောင်းသားကျောင်းသူ20ဦးသေဆုံးက20ဦးခန့်ဒဏ်ရာရရှိခဲ့ပါတယ်။